အင်္ဂလိပ်ကိုလိုနီတွေကိုလူလူအားနဲ့ပထမဆုံးချိန်အနိုင်ရခဲ့တဲ့ရှေတကုံဖျားပေါ်မှာဖနက်မစီးရပြဿနာကိုလိုနီခေတ်မြမသမိုင်းရဲ့ဇက်ကုံပေါ်ကဖနက်ပြဿနာဆိုတာတာမန်ရိုးရရင်ကျင်းမှုဆိုင်ရာအငြင်းပွားမှုတွေတခုမဟုတ်ပဲကျိုးကျော်သူဗြိတိရှတို့ရဲ့အင်ပါယာမန်မာနာနဲ့နေခံမြန်မာတို့ရဲ့မြို့သားရေးတိတ်ခါတို့ထိတ်တိုက်ရင်ဆိုင်ခဲ့ကြတဲ့မာနာချင်းတိုက်ပွဲဖြစ်ပါတယ်19ရာစုနှောင်းပိုင်းကနေ20ရာစုအစောပိုင်းအထိဖြစ်လာခဲ့တဲ့ဒီကိစ္စဟာအပေါ်ယံကြည့်မယ်ဆိုရင်ဖနက်ချုပ်ဖို့ခိုင်းတာလို့ထင်ရပေမယ့်တကယ်တမ်းမှာတော့ဗြိတိရှတို့ရဲ့အာဏာစက်ကိုမြန်မာလူထုကပထမဆုံးချိန်ပြောင်းကျဆင်ခေါ်ပြီးငါတို့မြေမှာငါတို့အမိတ်တီးရမယ်လို့ကြွေးကြော်လိုက်တဲ့သမိုင်းဝင်အလှည့်ပြောင်းတစ်ခုဆိုရင်လည်းမမှားလှပါဘူးဗြိတိရှတွေမြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက်ပိုင်းအင်္ဂလိပ်အရာရှိတွေနဲ့ဥရောပသားတွေဟာမြန်မာတို့အထွတ်အမြတ်ထားရာဖျားရင်ပင်တော်ပေါ်မှာသူတို့ရဲ့တရေစစ်ပနက်ကြီးတွေစီပြီးခြေတံပေးတက်လာကြတာဟာထုံးစံလိုဖြစ်နေခဲ့ပါတယ်မြမတလေးမှာဖနက်ကျွတ်ချင်းဟာဖျားရှင်ပေါ်မှာရိုသေခြင်းဖြစ်တယ်လို့အင်္ဂလိပ်တို့အတွက်ကတော့ဖနက်ကျွတ်ချင်းဟာနေကြတဲ့ဒေသခံတွေရဲ့ရှေ့မှာဒူးထောက်ခြင်းနဲ့အင်္ဂလိပ်အစင်တန်းကိုရှော့ချခြင်းလို့ယူဆခဲ့ကြတာပါမှတ်တမ်းတွေအရပြန်ကြည့်မယ်ဆိုရင်လည်း1885ခုနှစ်မှာမင်းတို့မင်းကြီးဟာဗြိတိရှတန်အမတ်တွေကိုနန်းတော်ထဲဝင်ရင်ဖနက်ကျွတ်ဖို့တောင်းဆိုခဲ့ရကနေအင်္ဂလိပ်တို့ကညှင်းဆန်ပြီးဖနက်ပြဿနာဟာနိုင်ငံရေးတင်းမာမှုဖြစ်နေစတင်အမြင့်တွယ်ခဲ့ပါတယ်အဲဒီနောက်ပိုင်းကိုလိုနီအစိုးရကဖျားဝင်းအတွင်းဖနက်စည်းခွင့်ကိုဥပဒေအကြောင်းအရအခွင့်အရေးတစ်ခုလိုကင်ဆယ်ထားခဲ့ကြတာပါ1910ပြည့်နှစ်တွေမှာတော့ဒီကိစ္စဟာပုံမပြင်းထန်လာပါတယ်1916ခုနှစ်မှာ YMPA ကနေ No Food Way လှုပ်ရှားမှုကိုတနိုင်ငံလုံးအတိုင်းအတာနဲ့စတင်ခဲ့ပြီးဖျားဝင်းအတွင်းမြည်သည့်လူမျိုးမဆိုဖနက်မစည်းရဆိုတဲ့ဆိုင်းဘုတ်တွေကိုရွှေတကုံစီတော်ကစလို့တကိုးကြီးဖျားတွေမှာခြေဆွဲခဲ့လာခဲ့ကြပါတယ်အဲဒီချိန်မှာအင်္ဂလိပ်ရာရှိတွေကခြေအိတ်ဝင့်ရင်ရတယ်ဖနက်တော်မစည်းရဆိုတဲ့ဂျားနေစနစ်ကိုအဆိုပြုပြီးမြန်မာတွေကိုဖျန်းပြဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့အမျိုးသားရေးစိတ်နဲ့နှိုးချလာတဲ့မြန်မာတွေဟာခြေအိတ်ဆိုတာဖနက်ရဲ့အစိပ်ပိုင်းပဲလို့ဆိုပြီးပြက်ပြက်သားသားနဲ့ညှင်းဆန်ခဲ့တာကြောင့်အင်္ဂလိပ်တို့အတွက်ကတော့မမျှော်လင့်ထားတဲ့တုံ့ပြန်မှုဖြစ်ခဲ့ရပါတယ်ဒီပြဿနာရဲ့အရှိန်ဟောဟာ1919ခုနှစ်အောက်တိုဘာလ4ရက်နေ့မန္တလေးမြို့အိန္ဒိယဖျားမှာအထုထိပ်ကိုရောက်သွားခဲ့ပါတယ်။အင်္ဂလိပ်အရာရှိ၄ဦးဟာဖနက်စီးပြီးဖျားဝင်းထဲကိုဝင်ဖို့ကြိုးစားခဲ့ရမှာကျောင်းတိုက်ကတန်ဃာတော်တွေကဝိုင်းဝန်းတားဆီးခဲ့ကြပါတယ်။ဒီရုံးရင်းစက္ကန့်မှုတွေမှာတန်ဃာတော်ချုပ်ဟာဖမ်းဆီးခံရပြီးဥခေမိနာအပါဝင်တန်ဃာတော်တွေကိုအင်္ဂလိပ်အစိုးရကထောင်ဒဏ်၄နှစ်စီရင်လိုက်တာပါ။ဒီကိစ္စဟာတောက်လောင်နေတဲ့မီးတွေကိုလောင်စာထည့်လိုက်သလိုဖြစ်သွားပါတယ်။ဒီသတင်းဟာတနိုင်ငံလုံးကိုပြန့်နှံ့သွားပြီးငါတို့ရဲ့သာသနာကိုစော်ကားတဲ့အပြင်ငါတို့ရဲ့တန်ဃာတွေကိုပါထောင်ချရဲဆိုတဲ့ခံပြင်းစိတ်ကနေအမျိုးသားရေးလှုပ်ရှားမှုကြီးဟာအရှင်အုံနဲ့ပေါက်ကွဲလာခဲ့တာပါနောက်ဆုံးမှာတော့ခေါင်းမာလာတဲ့ဗြိတိရှအစိုးရဟာလူတို့ရဲ့အုံကြောင်းမှုကိုမထိန်းနိုင်တော့တဲ့အဆုံး1919ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာဖျားဂောဘကအဖွဲအများ၏ဆုံးဖြတ်ချက်တိုင်းဖြစ်စေရမယ်ဆိုတဲ့အမိန့်ကိုထုတ်ပြန်ခဲ့ပြီးလက်နဲ့ချအလျှော့ပေးလိုက်ရပါတယ်ဒါမြမသမိုင်းမှာနေချက်အင်္ဂလိပ်ကိုလူလူအားနဲ့ပထမဆုံးကြိမ်ဒူးထောက်ခန့်လိုက်တဲ့အောင်ပွဲဆိုရင်လည်းမမှားပါဘူးဒီဖနက်ပြဿနာအောင်မြင်မှုဟာမြန်မာတွေကိုငါတို့စီးရုံးရင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုပေးလိုက်တာကြောင့်1920ပြည့်နှစ်ပထမကျောင်းသားသပိတ်နဲ့လွတ်လပ်ရေးတိုက်ပွဲတွေရဲ့အဓိကစွမ်းရည်အရင်းမြစ်ဖြစ်လာခဲ့ပါတယ်ဖနက်ပြဿနာမှာရရှိခဲ့တဲ့အောင်ပွဲဟာမြန်မာတို့ရဲ့အမျိုးသားရေးစိတ်ဓာတ်ကိုမြင့်သက်မြင့်အောင်သွေးပေးလိုက်တယ်လို့ပဲဖြစ်ခဲ့ပြီးအဲဒီစိတ်ဓာတ်ဟာမကြာမီမှာပဲ1920ပြည့်နှစ်ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်အဖြစ်နဲ့အေယာမလှိုင်းလုံးကြီးတစ်ခုလိုအရှင်ုံနဲ့ပောက်ကွဲထွက်လာခဲ့တာပါဖနက်ပြဿနာကဘာသာရေးနဲ့ယုံကြည်မှုကိုအခြေခံတဲ့တိုက်ပွဲဆိုရင်1920သပိတ်ကတော့မြန်မာတို့ရဲ့အနာဂတ်နဲ့ပညာရေးလွတ်လပ်ခွင့်အတွက်ဆင်နွှဲတဲ့အုံနောက်နဲ့အသိဉာဏ်တော်လှန်ရေးလို့ပြောရမှာဖြစ်ပါတယ်1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်နေ့မှာဗြိတိရှအစိုးရကရန်ကုန်တက္ကသိုလ်အဥပဒေကိုအတည်ပြုလိုက်တာဟာဒီမီးရကိုစတင်ရှို့လိုက်တာပဲဖြစ်ပါတယ်။အဲဒီဥပဒေဟာမြန်မာလူငယ်တွေပညာတတ်ဖြစ်လာမှာကိုကြောက်ရွံ့နေတဲ့အင်္ဂလိပ်တို့ရဲ့ပရိယာဖြစ်ပြီးတက္ကသိုလ်တက်ခွင့်ကိုငွေကြေးတက်နိုင်သူနဲ့အထက်တန်းလာတွေအတွက်ပဲကန့်သတ်ထားသလိုဖြစ်နေပါတယ်။အဆောင်မှာနေနိုင်မှအင်္ဂလိပ်စာအဆင့်မီမဆိုတဲ့တင်းကျပ်လွန်းတဲ့စည်းကမ်းတွေဟာစည်ရဲသားတောင်လူလယ်သမားသားသမီးတွေအတွက်တက္ကသိုလ်တကားကိုပိတ်လိုက်တာနဲ့အတူတူပါပဲ။ဒါကိုကျောင်းသားတွေကကျွန်းပညာရေးလို့သတ်မှတ်ပြီးရဲရဲဝံ့ဝံ့နဲ့စိန်ခေါ်ခဲ့ကြပါတယ်။ဒါကြောင့်မဲဒီဇင်ဘာလ9ရက်1282ခုနှစ်တစောင်းမိုးလှပြီကျော်10ရက်နေ့မှာရန်ကုန်တက္ကသိုလ်ကျောင်းသား17ဦးဟာရွှေတကုံစီတော်ရင်မြင်ပေါ်မှာလှုပ်ဝက်ဆူဝေးပြီးတပိတ်မောက်ဖို့အတွက်တစ္ဆာဆိုခဲ့ကြပါတယ်
ဒီနေ့ဟာမြမသမိုင်းမှာအမျိုးသားအောင်ပွဲနေ့ဖြစ်တဲ့ကပီးတင်ကျင်းမဲ့နေ့လေးဖြစ်လာခဲ့ပါတယ်။တပိတ်စကန်းကိုဗန်းရွှေကျင်းတိုက်မှာဖွင့်နေခဲ့ပြီးကျောင်းသားတွေဟာအင်္ဂလိပ်အစိုးရရဲ့ဖိအားတွေကိုဂရုမစိုက်ပဲကျောင်းကနေထွက်ခွာလာခဲ့ကြပါတယ်။စိတ်ဝင်စားစရာအကောင်းဆုံးချက်ကတော့ဒီတပိတ်ဟာကျောင်းသားတွေနဲ့မကပဲမိဘပြည်သူတရလုံးကပါဝိုင်းဝန်းထောက်ပံ့တဲ့လူထုအောင်ကြမှုကြီးအတွင်ဆောင်လာခဲ့ပါတယ်။အင်္ဂလိပ်တို့ဟာကျောင်းသားတွေကိုချင်းချောက်ပြီးအညံ့ခံခိုင်းပေမဲ့ကျောင်းသားခေါင်းဆောင်တွေကတော့ငါတို့အတွက်ကိုယ်ပိုင်ကျောင်းတွေလူရဲဆိုတဲ့ရည်မှန်းချက်နဲ့အမျိုးသားကောလိပ်ကိုဗဟန်းမှာစတင်တည်ထောင်ခဲ့ပါတယ်။ဒါဖီဒီရှားတို့ရဲ့ပညာရေးစနစ်ကိုစိန်ခေါ်ပြလိုက်တာဖြစ်တယ်လို့မြန်မာနိုင်ငံတဝမ်းမှာအမျိုးသားကျောင်းပေါင်းများစွာပေါ်ပေါက်လာစေတဲ့မျိုးစေ့တွေဖြစ်ခဲ့ပါတယ်။ဒီကျောင်းသားသပိတ်ဟာကိုလိုနီအစိုးရကိုအုပ်ချုပ်ရေးရန်ရာရိုင်နဲ့သွားစီုံနဲ့မကပဲနောက်တစ်ချိန်မှာလွတ်လပ်ရေးကိုရယူပေးမယ်ဗိုလ်ချုပ်အောင်ဆန်းတို့လိုဒုဗမာအစည်းအရုံးခေါင်းဆောင်တွေကိုမွေးထုတ်ပေးလိုက်တဲ့ပြိုကင်းကြီးတွေဖြစ်လာခဲ့တာပါ။ဒီကုန်းချောရမယ်ဆိုရင်1920တပိတ်ဟာဖက်နက်ပြဿနာကစတင်ခဲ့တဲ့ငါတို့နိုင်နိုင်နေဆိုတဲ့ယုံကြည်ချက်ကိုငါတို့ကိုယ်တိုင်အုပ်ချုပ်နိုင်ရမယ်ဆိုတဲ့လွတ်လပ်ရေးစိတ်ဓာတ်အဖြစ်အစစ်ညစ်တယ်ပြလိုက်တာပါပဲ။ဖက်နက်ပြဿနာကမြန်မာတို့ရဲ့မာနကိုကာကွယ်ခဲ့တာဆိုရင်1920တပိတ်ကတော့မြန်မာတို့ရဲ့အနာဂတ်ကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီဖြစ်နှစ်ခုစလုံးဟာကိုလိုနီခေတ်မြမသမိုင်းမှာခွဲခြားလို့မရတဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့အမျိုးသားရေးနိုးကြားမှုရဲ့အကြီးမားဆုံးပြမှတ်တွေပဲဖြစ်ပါရယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ဒီထက်ပုံမကောင်းမတဲ့အကြောင်းအရာတွေကျွန်တော်ပြန်လာခဲ့ပါဦးမယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။